အားလုံးပဲနေပါဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တကယ်ချင်းကလက်ဆောင်နဲ့ထောင်းအောင်ပေးသွားတယ်လက်ဆောင်နဲ့တော့ကိုဖောက်ပါမယ်အခုဆိုရင်ဒါရင်ဖောက်မလားဒါရင်မဖောက်လိုက်တော့ကြီးရတော့တကယ်ကြီးရဲ့မင်းကတော့ကြိုက်မယ်လို့ထင်ပါတယ်တဲ့ဒါကားတဲ့စတိုးရိုက်ဖိုင်မှာတဲ့ဝယ်ထားတယ်တဲ့အယုတ်ကလေးတဲ့ဒါလေးဖြစ်နေတယ်ဒါလေးလေခရိုမီရပါထိုင်ဟလိုက်ဒါလေးကတော့ဘာလေးလဲတော့မသိဘူးထဲမှာအီပြပြောတယ်အော်ငါတည်တယ် blind bag တွေများလား blind bag တွေများလားမသိဘူး blind bag ပဲများပဲဟုတ်တာပေါ့ blind bag တွေဒါလေးကတော့တုံးတုံးဆောက်ထားလေးပါတော့ဒါလေးကတော့လိမ္မောဟိုလေးပေါ့နော်လိမ္မောကတော့ဖောက်ပါတော့မယ်နော်ဖောက်ကလေးဖောက်ပြီးတော့အရင်လေးလည်းတော့ဒီကန်ကကြည့်လိုက်တော့အရင်လေးလေဟေးဘာយ៉ាងလေးလေနီအောင်လေးဆိုရင်ဒီမှာပါအနီအောင်လေးပေါ့ပါတယ်ဒီနဲ့စင်တူလေးပါအနီအောင်တော့ခုကတော့ကြက်ပြန်ပြအောင်အဲဒီခုံစဟိုးတော့ခုနမေရင်းချင်းနေတယ်ခေကြော်ရရောခွဆွေရောမဘာအစိမ်းအောင်လေးစားပဲနော်မရှိတော့Coffeeဆိုတော့ဒါလေး coffee နဲ့ဒါလေးကတော့ပြီးကြမယ်လို့ထင်ပါတယ်ဒါလေးကတော့ရုံကလေးပဲဖြစ်ပါတယ်ရုံကတော့မဖောက်တော့ပါဘူးဗီဒီယိုလေးကမလောက်တော့လို့ပါနောက်နေ့ကျမှပြန်တွေ့ကြမယ်နော်နောက်နေ့ကျရင်လည်းဗီဒီယိုတင်ခိုင်းရင်လည်းတင်လိုက်နော်